မာနာကြီးသောသင်္ဘောပင်ရဲ့နောင်တတခါကစိမ့်လန်းဆူပြေးပြီးကျင်းငတ်တော်တွေနဲ့စီကားလှပတဲ့တောကြီးတစ်ခုရှိပါတယ်။အဲဒီမှာတရက်ပင်ပေးပင်ညောင်မကြီးတွေကအချင်းချင်းရိုင်းမဲကူညီပြီးနေထိုင်ကြပါတယ်။ဒါပေမဲ့သင်္ဘောပင်တစ်ပင်ကတော့အကိုင်းခတ်လည်းမရှိအရေးလည်းမပေးနိုင်တော့သူ့ကိုယ်သူတင်ငယ်စိမ့်နဲ့အမြဲညှဉ်းညူနေတတ်ပါတယ်ငါဘွားကတော့တုံးမကြလိုက်တာဒီကြောထဲမှာငါလောက်အားနေတဲ့သူရှိပါဦးမလားတကူတဲ့အဖော်မရှိအပေါင်းနဲ့မရှိနဲ့နေရတာတိတ်ကိုထီးကျန်တာပဲဒီနေ့မှာတော့တောပြင်ကလာတဲ့ရင်ချင်းဆိုတဲ့ငှက်ကလေးကိုမြင်တော့သူကအဖော်ရခြင်းစောနဲ့လှမ်းခေါ်လိုက်ပါတယ်ဟေးရင်ချင်းငှက်ကလေးမင်းတောင်မလေးတွေကတိတ်လာတာပဲစမ်းကတွေနဲ့တူပဲထူးခြားနေရနော်ငါစီမှာပဲတိတက်အတိုက်လာလို့ပါလားငါနဲ့တငယ်ချင်းလို့ရင်မင်းလည်းအေးစစ်စစ်နေရတာပေါ့အနာပါလေတဲ့မော်ဘီရဲ့မက်ဆီမာကရိတ်လက်မရအတိလက်မရှိသေးဘူးလေနာကတော့ဟိုဘက်ကနောင်မင်းကြီးပေါ်မှာချားတငယ်ချင်းတွေနဲ့အထူးနေရောမယ်ရင်ငှက်ကလေးရဲ့အငင်းကိုခံလိုက်ရတော့သင်္ဘောပင်ခမတချုံရှုံငိုပါလေရောအဲ့ဒါကိုမြင်တဲ့တရက်ပင်ကြီးကဖြောင်းဖြလေတယ်你来的毛病呀，民国没查到的呢，来南边是不是也拉满嘞？民啊的毛病嘞，还有路边有蛮好的，现代人没事嘛嘞，华为你的地位低了嘛吧？哎，你家人还对阿龙没事嘛喂，为你家里没？哭到谢谢先呢，上马红瓜。哦，哭到我个让你的玻璃好了，民路个边境里说到我个那年路第六里标你了么啦？မချာနော်တနေ့ကြာရင်ငါကမင်းတို့ချက်ပို့သားရမယ်နှစ်နဲ့ငယ်ကြတဲ့အခါမှာတော့တရက်ပင်ကြီးပြောသလိုပဲသင်္ဘောပင်မှာအသီးတွေတပြုံတစ်ခဲတီးလာပါတော့တယ်အဲ့ဒီမှာတင်အရင်ကတင်ငယ်ခဲ့တဲ့သင်္ဘောပင်ဟာမာနတွေတက်လာပြီးတခြားပင်တွေကိုစတင်စော်ကားပါတော့တယ်阿玛迪瑞共龙绝佳狗米他们阿迪瑞个傻逼多里个多里白话多家大狗米呀都阿玛比你拼米吧嘞哈哈哈哈写呀လုံးလို့ပါပဲကြည်စံဘဇုကများလွာကြနေတာလေပင်ကလာကြီးတာအတီးကတော့တစ်တစ်လေးစားလို့တော့မဟုတ်ဘူးကုန်သွားပြီတဲ့ငါ့ကိုကြည်စံအတီးတွေကဝင်းဝါပြီးကြီးမားလိုက်ပုံများဟဲ့ဒီမောပဲမင်းစကားကိုစင်ရင်ပြောနော်အရိုတီတွေကတီးပေမဲ့ရတာနဲ့ဟာရမှာတော့ဘယ်သူမှမရှုံးဘူးကွာဟေးဘေဘနဲ့ညောင်မင်းမင်းတို့နှစ်ကောင်လဲပါစက်ပိတ်ထားစမ်းတလုံးတီးတလုံးမှမတီးပဲနဲ့များသူများလာဆုံးမနေသေးတယ်မင်းတို့လိုလက်ကားပင်တွေဖိမဲ့စားငါတော့6ကပ်ပြီးလက်ကျတည်တော့တာကမှပိုကောင်းအောင်မယ်မင်းတို့ကတွပင်လို့ခေါ်ဖို့တောင်မထိုက်တန်ဘူးမိုးတွေအဆက်မပြတ်ရွာလာတဲ့အခါတခြားပင်တွေမှာအသီးတွေကုန်သွားပေမဲ့သင်္ဘောပင်မှာတော့အသီးတွေကဝင်နေတော့မှပဲစာရှာရခတ်နေတဲ့တုတ်တုတ်ဆိုတဲ့ရှင်ကလေးကသင်္ဘောပင်စီအကူကြီးလာတောင်းနေတယ်အကိုကြီးမင်းအပင်မှာအသီးတွေအများကြီးပဲဘာသာတင်လေးတွေပိုက်စားလုံးလို့မနေကြပြီအသီးတစ်လုံးတော့ပြေးပါလားဒီချီတူကိုတစ်လုံးမမေ့ပါဘူးဟိုနေ့ကတော့ငါ့ကိုနှိမ်ငက်ကြပြီးအခုကြမှလာတောင်းနေတာလားမပေးနိုင်ဘူးကွာတွားမင်းတို့အာကိုတဲ့တဲပင်ကြီးစီမှာပဲတွားတောင်းစားတော့ငါဒီတွေကမင်းတို့လိုစစ်မရှိတဲ့သူတွေစားဖို့မဟုတ်ဘူးသင်္ဘောပင်ရဲ့ရက်ဆက်မှုကိုတီးသွားကြတဲ့တောတွေကသရာတွေအားလုံးကဒီလိုမာနာကြီးတဲ့အပင်ရဲ့အသီးကိုငါတို့တစ်စိတစ်စောင်းတောင်မစားဘူးလို့ကတိပြုလိုက်ကြပါတယ်မိုးက3ရက်ဆက်တိုက်တဲတဲမဲမဲရွာလေတော့တယ်သင်္ဘောပင်ဟာသူ့ရဲ့လေးလံတဲ့အသီးတန်ကြောင့်တဖြည်းဖြည်းတိမ်းဆောင်းလာပါတယ်ဟေ့ညောင်မင်းနီမင်းစီကန်းကတွေကိုပြောပေးပါအောင်ငါတီးတွေကိုလာဆုပေးကြပါအောင်လို့ငါခဏကိုကမတောင့်ခံနိုင်တော့ဘူးမြေတွေလည်းရေဝနေပြီးကြကြပါအောင်ရှင်ကောင်းမှဦးဒီမောပင်ရဲ့တော်လည်းကန်ခတ်ကောင်းမှမင်းဒီကိုမစားချင်ကြတော့ဘူးဒါဟာမင်းရဲ့မာနနဲ့ရိုင်းဆိုင်မှုရဲ့ရလက်ဖေးကိုချိုတဲ့ကန်ကိုပြန်ခံရတာပေါ့ကွာနောက်ဆုံးမှာတော့လေးလံတဲ့အသီးတွေရဲ့ဒဏ်ကိုမခံနိုင်တော့တဲ့သင်္ဘောပင်ဟာမြေကြီးပေါ်ကိုဘုံဘုံလဲကျပြီးပျက်စီးသွားပါတော့တယ်ကိုဂုံယူခဲ့တဲ့အသီးတွေကပဲကိုကိုပြန်သားလိုက်တယ်လို့ဖြစ်သွားတာပေါ့